ခံစားရစိတ်လန့်သောအရာနိုင်စီရဲ့တာယာသောမျက်နာတို့ပို့ဆောင်ပြီးရှဲချောက်ချင်းအားလုံးကင်းစေပြီးရဲ့ရင်ချင်းခွန်အားနဲ့ပြည့်စုံစေနေရဲ့တိုင်းအစဉ်မြေကောင်းမြတ်မှုသောထာဝရဘုရားမြတ်အလွန်ကြီးမားလားဒေမီရေးတော်မူသောချိန်တဲ့တယောက်ချင်းရှောက်ခဲ့ကြတော့လေဘေးအန္တရာယ်ကိုမကြောက်ပါလန်ဒန်တော်ဖြစ်ကျွန်ုပ်အားချမ်းသာစေပြီးငါတို့တဲ့ရှင်ထာဝရဘုရား